တီဟာခါငါ့ကိုဖွင့်ပြောရသေးလား ခန့်ဆိုတာက အောင်ခန့်ပိုင်လေ သူကောင်မလေးရှုပ်တာငါသိတယ်ပါလေနင်ကသူမပြောလက်ခံမလို့လားအဲ့လိုရှုပ်တဲ့ကောင်နဲ့နင်မပတ်သက်တယ်ဘူး မဟုတ်ပါဘူးတီဟာရာသူမရှုပ်တော့ပါဘူးတဲ့ငါ့ကိုတကယ်ချစ်တာပါတဲ့နောက်ပြီးသူနဲ့ငါပူးခါပါရဲ့ချင်းလေဟာငါကိုညီလိုတဲ့အချိန်သူရောက်လာတာ3ခါရှိပြီဟာ ဩနေပြီနာတော့တောင်းလာတဲ့အားတော့အခုဒီလိုလားနေပြီနာမှာရှိနေခဲ့ပါလေ တီဟာဘာတွင်းနေရလဲဩဆိုပြီးဘာမှလည်းဆက်မပြောဘူးငါဖြေပေးတော့မလို့နင့်ထင်ရဟော အမဒါပဲရှိလို့လားနော် နင်ကတားမလို့လား နည်းနည်းတော့ငါကဘာသားပိုင်ကိုရှိလို့လဲ